ခေဒီစီမှာကောင်မလေးလာနေလို့တော့သွားပြီနော်မင်းရဲ့မကြည့်လိုက်ဒီပြီးတော့မှတူနိုင်နှခါစိတ်မဆောင်ဘူးမပြောနဲ့ခေပရိသတ်ကြီးကိုအရသာအယံရှိပြီးစားလို့ကောင်းတဲ့မုတ်လေးအကြောင်းအေးအဲ့လက်တို့ရအောင်မယ်အိုးပြီးတော့ပြောရအောင်မယ်လက်တို့ပြီးတော့ပြောရအောင်မယ်ပြောလိုက်တော့ဟေးဘာမဟုတ်တော့ဘာသာတိတယ်မသိလို့လေဒီမှာနူးနူးညံ့ညံ့ရှာအောင်မစိတ်ဒူဒူယံမီနို့ချက်ဥကိတ်ကိုကိုကဒီလိုလုပ်မယ်မကြိုက်ပါနဲ့အပြောပါတယ်တမတိနဲ့လို့အဲ့ဒါကိုကိုကပြောမယ်နော်နူးနူးညံ့ညံ့ရှာအောင်မမိတ်စိတ်ဆိုပြိတ္တကြီးကချက်စုံတွေကဒူဒူယံမီနို့ချက်ဥကိတ်ဒူဒူယံမီနို့ချက်ဥကိတ်ကိုကနူးနူးညံ့ညံ့ရှာအောင်မစိတ်ဆိုရင်တို့ချဦးကိတ်ငယ်တော့ကစာဆိုလို့ရှိရင်အဲ့လိုရကြမှာမဟုတ်ဘူးနော်စာဆိုရင်အဲ့လိုကျူးတော့မှာမဟုတ်တော့တန်းရတာပဲချက်ချင်းရတယ်ကြီးရအကိုအောင်လားလို့အော်ကြည့်ပါလားဆိုရင်တို့ကြောက်ရမီကိတ်တို့ရမိုးကြောက်ကိတ်မိမိတို့ဒီဦးအောင်တော့ကမကောင်းကျေးဇူးများတင်ပါတယ်အများကြီးတင်တယ်ကျေးဇူးတင်ပါတယ်ကျွန်တော်မိသားလက်ဆောင်တွေနဲ့အိမ်မုတ်လေးတွေကျေးပေးပါဖြစ်ပါမယ်ကျေးပေးပါမယ်ကျွန်တော်လည်းတစ်ခုကို9000ပဲနော်စီပါရှာနေတော့မလာစနေပြန်စနေပြန်နော်အဲ့ဒီစပယ်ဘန်ကုန်းနဲ့ဘယ်လိုခေါင်းနဲ့ဆက်မှာလဲအော်မိတ်ကပ်ပြက်ကုန်တော့ပါမယ်မတော်တော့အတင်းစွတ်တယ်ဟောဒီမိတ်ဒီလာသူကြီးอ่ะစာတိုင်းလာပါလားကဲကျွန်တော်တို့မင်းသားစကားနားထောင်နေတော့အပေါ်မှာဓာတ်ပုံမရိုက်နဲ့လို့ပြောလို့လည်းမသိဘူးဖုန်းမှာရှင်းနေတယ်ပုံမှန်ရတယ်ကျေးဇူးများတင်ပါတယ်ကျွန်တော်တို့ဒိုဒိုရမီနိုချက်ဥကိတ်အရှိကနေမရိုက်နဲ့ဘေးကနေရိုက်ပါဆိုရင်မရော့တွန်းလိုက်ပြန်မရအောင်ဟုတ်တယ်ကိုကစိတ်ကြီးရလားမလုံးနဲ့လေအများကြီးမြင်ရမှာပေါ့ဟုတ်တယ်မလားဟုတ်တယ်လို့နားလေလား Are you understand Do you understand ပြောလို့ဆိုလို့မရရင်ရှေ့သွားနေနှစ်ချက်ခုတ်လိုက်ကျေးဇူးများကြီးတင်တယ်ဘေးနာနဲ့ရပြောကြပါလို့မရှိအချစ်ဆုံးနေမမြင်ရမှာဆိုလို့ဟုတ်တယ်โอเค哦，这个，都是讲的。